မင်္ဂလာပါခင်ဗျာတားကတော့အလကရန်အောင်မြေကျောင်းမှာပရိစစ်ပညာသင်ကြားနေတဲ့မောင်ဆိုင်ဟန်ဒူးဆန်ဖြစ်ပါတယ်ခင်ဗျာတားရှင်ပြိုင်မဲ့တခြင်းလေးကတော့အလွမ်းတခြင်းရည်တဲ့မောင်ကျော်စောရေးသားပြီးတားရဲ့ကိုယ်ပိုင်တခြင်းလေးဖြစ်တဲ့မြတ်တာတဲ့စိတ်သက်ဟာလွတ်လပ်ပြီးငြိမ်းချမ်းတဲ့ဆိုတဲ့တခြင်းလေးဖြစ်ဝေရောက်ရှင်ပြိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာရှုစားနားတော်ရဆင်းပေးပါအောင်ခင်ဗျာဇူလိုင်စကိုမမီလေအာသာဤနေဆိုသည်မှာကဘာပင်လေးစားစံတေလောက်တဲ့ခံဝေမြောက်မြမကောင်းဆောင်တွေရှိနေသေးတယ်ဆိုတာမမေ့ကြဘူးလောကကိုတတိပေးလိုက်တယ်လို့ဖြစ်တယ်လေအိုးမြမပြည်မြမတွေကဘာမကြည့်တဲ့ချင်းတွေကလို့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မတွေ့တို့များလူခတ်သိမ်းနေကြစေဖို့ခွင့်လူညီများဝါရဖြူစင်တဲ့လေတို့ပြေဒီတောင်စုအမေအော်ဘာတီတီအာဇာနည်လေးကိုဖြစ်မမေ့တင်ပါတလေလူဆိုခဲ့ကြတော့အာဇာနည်မျိုးဆိုတာကောင်းငယ်ဝါဒသီလသမာဓိပညာနဲ့သူဘူကြုံရင်ချက်ချင်းမြတ်တာတရားဟောပိုင်းဒီနဲ့လူမျိုးပေါ်မှာဆိုတာတည်တဲ့တိုင်းလွတ်လပ်ရေးကိုရှေ့ရှုလူတို့ရဲ့ခေါင်းဆောင်လူကောင်းဆောင်ဒီတော်စုရဲ့ဖခင်မျိုးအမှန်တရားကိုချစ်မြတ်လို့ပြီးအနိုင်မခံအရှောင်မမေ့တဲ့တိုက်ပွဲဝင်စိတ်သက်ကိုပေးခဲ့တယ်လေမြေပါတော့ညစားရဲ့စိတ်ဓာတ်ဟာလွတ်လပ်ပြီးငြိမ်းချမ်းနေတယ်ကျေးဇူးရာပွင့်ခြင်းဝေခြင်းဖြစ်ပြေဆိုတဲ့အတောင်ရှိလျက်အပြန်ခတဲ့နဲ့တွေ့အယောင်ရှိလျက်အလေးခတဲ့ရှိလျက်အပွင့်ခတဲ့ပန်းတွေပြန်စေလက်စေပွင့်သေးရဲ့လုံးကားကြီးတစ်ခုလုံးကိုအလင်းရောင်တန်းချီတဲ့ရလန်းဖြောင်းရည်ဒီလိုလည်းပဲကိုယ်စေတနာကိုကြိုးပေးမယ်ဒီမိုကရေစီကတိကိုရောက်ခဲ့ဒီနေ့ဟာအာဇာနည်နေ့လို့ဆို
မြမကောင်းကောင်းတွေရှိနေသေးတယ်ဆိုတာမမေ့ကြပါနဲ့လို့အတိပေးလိုက်တယ်လို့ဖြစ်တယ်လေအတိပေးလိုက်တယ်လို့ဖြစ်တယ်လေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ